မင်္ဂလာပါ360 New သတင်းကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အလုံးမဖြစ်သေးတဲ့ NUG ရဲ့စစ်တပ်ရွေးကောက်ပွဲပါဝင်သူတွေအရေးယူဖို့ပြောဆိုချက်ကော်တူးလီသမရနိုင်ငံအမည်နဲ့နိုင်ငံတစ်တစ်ခုကိုတီထောင်လိုက်ပြီးလို့ KTL ကြွေးကြော်နေပြည်တော်ကလာတဲ့ရင်နှန်းတိုက်ခိုက်ခံရပြီးရဲမှုအပါဝင်စစ်ခွေးဆက်ချီမတပေါ်စားတဲ့သတင်းကြောင်းရာတွေကိုနားဆင်ကြမှာဖြစ်ပါတယ်ပထမဆုံးပြောပြပေးမယ့်သတင်းကတော့ရွေးကောက်ပွဲလုံခြုံရေးအတွက်နေပြည်တော်ကနေလာတဲ့စစ်ကောင်စီရင်တန်းကိုမြို့တစ်မြို့နယ်ရွှေပန်းကျေးရွာအနီးမှာတိုက်ခိုက်ခံရလို့ရဲမှုအပါဝင်စစ်ခွေးဆက်ချီမတာပေါ်သွားတယ်လို့တော်လိုင်းတပ်ဘက်ကပြောပါတယ်ဇန်နဝါရီလ6ရက်မွန်းလယ်တနာရီခွဲခန့်ကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နဲ့ရဲမှုတွေလိုက်ပါလာတဲ့ရင်တန်းလေးစီးကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်ကား3စီးစလုံးတိမ်းမှောက်သွားခဲ့ပြီးတစည်းမှလွတ်မြောက်သွားပေမဲ့ကားပေါ်ပါတဲ့မြို့နယ်ရဲမှုတူစစ်သား10ဦးဝန်းကျင်တေဆုံးသွားတယ်လို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့လည်းကားပေါ်မှာပြပြီးတေဆုံးသွားတာရှိရဲလို့သိရပါတယ်။ဒါပြင် G3 တနက်ကြီးစံကြည်ပေါက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပါတယ်။အခုတော့မတာပေါ်သွားတဲ့ရဲမှုရဲ့ဇာပနာပွဲကိုမြို့တစ်မြို့မှာလုပ်ဖို့စီစဉ်ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုနေပြည်တော်စစ်တိုင်း933တက်ရင်နမောက်ကလုံ PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကတော့ဒီကနေ့ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းကပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပေါ်မှာရှိတဲ့စစ်တပ်စခန်းကိုတော်လိုင်းပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေရပါအဲ့ဒီတိုက်ပွဲကြောင့်ခီးသွားရင်တွေအသားအလာရပ်ဆိုင်းထားရပြီးကားတွေပိတ်မိနေတယ်လို့သိရပါတယ်ဒီကနေ့မနက်4နာရီကျော်လောက်မင်းလာမြို့နယ်တာလေးကျေးရွာမှာတပ်ဆွဲထားတဲ့တပ်စခန်းကိုဝင်တိုက်နေတာဖြစ်တယ်လို့အညာတန်းကြီးဖုံကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ဘက်ကလည်းလက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေရတယ်ဖြစ်ပါတယ်ဒီလိုနှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုကြောင့်ကုန်တင်ရင်အပါဝင်ခရီးသွားကားရာချီပိတ်မိနေပါတယ်။ဒါပြင်အဲ့ဒီအနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ဒေသခံပြည်သူထောင်ချီကလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့အတွက်နှစ်ဖက်ထိခိုက်မှုနဲ့အရက်သားထိခိုက်မှုအခြေအနေကိုစုံစမ်းနေဆဲဖြစ်ပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့လွတ်လပ်ရေးပြည်သူ့ကဖခင်ကြီးလို့တင်စားထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်တုကိုဖျက်ဆီးပြီးအိမ်ယာဆောက်လုပ်ဖို့အကြမ်းဖက်စစ်အာဏာရှင်တွေစီစဉ်နေကြပါတယ်။အခုဖျက်ဆီးဖို့စီစဉ်ထားတဲ့ဗိုလ်ချုပ်ရုပ်ထုကိုတောင်ကြီးမြို့မှာထားထားတဲ့ရုပ်ထုဖြစ်ပြီးအဲ့ဒီရုပ်ထုကိုဖျက်ပြီးအင်အားတိဆောက်ဖို့ဖြစ်ပါတယ်။တောင်ကြီးမြို့တစ်တော်ရက်ကွက်မှာရှိတဲ့ဗိုလ်ချုပ်ရုပ်ထုကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာဖျက်ဆီးဖို့ရှမ်းအစိုးရအဖွဲ့ကညွှန်ကြားခဲ့တာဖြစ်ပြီးအဲ့ဒီနေရာကို18ပေ40ပေရှိတဲ့3တက်လူနေတိုက်ခန်းတိဆောက်ဖို့ရှမ်းချယ်ရီတောင်ရန်ဆောက်လုပ်ရေးကုမ္ပဏီနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်မှာပါ။အခုလိုလူများလေးစားရတဲ့ဗိုလ်ချုပ်ရုပ်ထုဖျက်ဆီးပြီးအင်အားစောင့်မဲ့ပေါ်ဒေတာကန်တွေကစိတ်ဆိုးနေကြပေမဲ့အာဏာရှင်တွေကိုပြန်မပြောရဲကြပါဘူး။ကန်ထွားရရှိထားတဲ့ရှမ်းချယ်ရီတောင်တန်းဆောက်လုပ်ရေးကုမ္ပဏီဟာခရိုနီမောင်တိုးရဲ့ကုမ္ပဏီဖြစ်ပြီးသူဟာအာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နဲ့အကျိုးတူလုပ်ငန်းများစွာလုပ်ကိုင်နေရလဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲမန္တလေးတိုင်းမြင်းခြံမြို့နယ်လေးအိမ်တိုင်းရွာရွှေညောင်ပင်ဂိတ်စခန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးသေဆုံးက2ဦးကိုဖမ်းမိခဲ့တယ်လို့ဒေတာအခြေစိုက်တော်လိုင်းအဖွဲ့တွေကပြောပါတယ်။မနေ့ကဇန်နဝါရီလ6ရက်နေ့မနက်စောပိုင်းမှာရွှေညောင်ဂိတ်စခန်းကိုခိုင်မာတက်ဆွဲထားတဲ့နေရာကိုဝင်တိုက်ခဲ့တာပါတိုက်ပွဲက3နာရီကျော်ကြာဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကအထိနာက10ဦးခန့်တေဆုံးကစစ်တပ်သတင်းပေး2ဦးကိုလည်းဖမ်းမိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်1 more စစ်ကြောင်းမြင်းကြံခရိုင်တပ်ရင်းနဲ့မိုရှေဒါရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းကြံခရိုင်တပ်ရင်းကို YLK ရေလက်ကျွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမေလက်ယုံရေလက်ကျွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နောက်တစ်မှာဆိုရင်တော့ပြအာဆီယံဘုံသဘောတူညီချက်9ရက်အကောင့်ထဲပေါ်ဖို့အာဆီယံဥက္ကဋ္ဌကအကြမ်းဖက်မေးအောင်လိုင်းကိုတွေ့ဆုံချိန်မှာတိုက်တွန်းပြောဆိုခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်သမ္မတဖာဒီနန်အာမတ်ကိုဂျူနီယာကမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တန်တမန်ဖြစ်ဖိလစ်ပိုင်နိုင်ငံဂျာရေးဝန်ကြီးမာတာရီဆာပီလာဇာရိုကိုခန့်အပ်ခဲ့ပြီးနောက်ဇန်နဝါရီလ6ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံဂျာရေးဝန်ကြီးကမြန်မာနိုင်ငံနေပြည်တော်သို့လာရောက်ပြီးအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံရမှာပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ပထဝီနိုင်ငံရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေအထူးသဖြင့်လက်ရှိရွေးကောက်ပွဲအခြေအနေများကိုဆွေးနွေးတဲ့အပြင်အာဆီယံဥက္ကဋ္ဌဖြစ်ဖိလစ်ပိုင်ရဲ့ဦးစားပေးမှုများအပြင်မြန်မာအရေးဆိုင်ရာအာဆီယံဘုံသဘောတူညီချက်5ချက်ကိုလည်းအကောင့်ထဲပေါ်မှုတို့ပေါ်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုတွေကိုထိရောက်တဲ့ဆောင်ရွက်မှုတစ်ခုခုမလုပ်နိုင်သေးသည့်အာဆီယံဥက္ကဋ္ဌရဲ့တိုက်တွန်းပြောဆိုချက်တွေဟာအလုပ်ဖြစ်မှာမဟုတ်ဘူးလို့သုံးသပ်ပြောဆိုမှုတွေရှိနေကြပါတယ်။ဒီတစ်ပုဒ်ကတော့ຫນွေဦးတော်လိုင်းမှာကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့အုပ်ကူကို
စစ်တပ်လော်ပြီးကျော်စိုးဦးကခြေထောက်တက်နေပြီးအောက်တန်းကျတဲ့လောက်ရပေါ်ပြည်သူတွေရဲ့ချိန်စာတိုက်နေတာခံနေရပါတယ်စစ်တပ်လော်ပြီးကျော်စိုးဦးဆိုသူဟာစင်ကူးနဲ့မတရားမြို့နယ်အတွင်းရှိတော်လိုင်းရဲဘော်များနဲ့အုပ်ကူပေါ်မှာခြေထောက်တင်ကမမတ်ရရန်ပြောဆိုနေတဲ့ရုပ်တံနဲ့ဓာတ်ပုံများကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပါတယ်ဒီလောက်ရယဉ်ကျေးမှုရတော်၎င်းစီရေးကျင်းဝရတော်၎င်းကွယ်လွန်သူရဲ့အလောင်းသို့မဟုတ်ဂူပိမှန်ကိုစော်ကားခြင်းမှာအနှိမ့်ကျဆုံးသောအပြုမှုဖြစ်တယ်လို့လူမှုကွန်ရက်သုံးဆွဲသူကြားမှာပြောဆိုနေကြပါတယ်စစ်တပ်လော်ပြီးကျော်စိုးဦးရဲ့လောက်ရအပေါ်မှာပြည်သူတွေဒေါသထွက်နေပြီးတူညီတဲ့အကျိုးခံစားရမှာဖြစ်တယ်လို့ပြည်သူတွေကကြိမ်စာတိုက်နေကြပါတယ်ဒါပြင်ယခုလက်ရကြောင့်တော်လိုင်းဟာရိုင်နဲ့သွားမှာမဟုတ်ပဲအာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက်ပုံမပြင်းထန်တဲ့စိတ်ဓာတ်ခံယူချက်တိုးပွားလာမှာဖြစ်တဲ့အတွက်မိသူမတော်လိုင်းရှိန်ကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်တစ်ဆက်တည်းမှာပဲစစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့အမည်စင်းတင်သွင်းသူတွေအပါအဝင်စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမဲ့လုပ်ငန်းစဉ်တွေမှာပူးပေါင်းဆောင်ရွက်သူတွေကိုဖမ်းဆီးအရေးယူမယ်လို့ NUG ပြောခွင့်ရဦးနေဘုံလက်ကပြောပါတယ်မနေ့ကပြုလုပ်ခဲ့တဲ့ပြည်သူနဲ့သတင်းပြောကြားမှုအစီအစဉ်မှာပြောဆိုခဲ့တာပါသူတို့တွေဟာ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံခွင့်ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ညီဆုံးနေတယ်လို့ဆိုပါတယ်အဲ့ဒီဥပဒေကအနည်းဆုံးထောင်နဲ့3နှစ်ကနေအများဆုံးထောင်နဲ့9နှစ်ထိဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်အခုရွေးကောက်ပွဲဟာစစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေဖို့နဲ့စစ်အာဏာရှင်တွေကျူးလွန်ခဲ့တဲ့စေရာဇဝတ်မှုတွေအတွက်ပြည်ထံကင်းလုံးခွင့်ရရှိဖို့အတွက်ကြိုးပမ်းတဲ့အတူရောင်လုပ်ရတာဖြစ်ကြောင်းဦးနေဘုံလက်ကပြောပါတယ်ဒါကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာတရားဝင်မှုလုံးဝမရှိသလိုနိုင်ငံရေးထွက်ပေါက်လည်းမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်NUG ရဲ့ပြောဆိုချက်တွေဟာလေတိုင်းပေါ်ကနေသာပြီးသွားတာများနေပြီးထိရောက်တဲ့အရေးယူမှုမလုပ်ဆောင်နိုင်ဘူးလို့ဝေဖန်ပြောဆိုနေကြပါတယ်နောက်တစ်ပုဒ်ကတော့စေဦးစီးရာရှိချုပ်ဖြစ်ကနေအနာပေးခံထားရတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတန်မကြီးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုတရုတ်နိုင်ငံဆိုင်ရာတန်မကြီးခန့်အပ်လိုက်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို2025ခုနှစ်နိုဝင်ဘာလမှာယာတုကနေအနာပေးပြီးနောက်နိုင်ငံခြားရေးဝန်ကြီးဌာနမှာတန်မကြီးဖြစ်တာဝန်ပေးခဲ့ပါတယ်နှစ်လခန့်အကြာမှာအခုလိုတရုတ်နိုင်ငံဆိုင်ရာတန်မကြီးဖြစ်လာတာပါဇော်ဝင်းမြင့်ဟာလေစေဦးစီးချုပ်တာဝန်ယူခဲ့စဉ်ကပြည်သူတွေပေါ်လီချောင်းကနေတိုက်ခိုက်မှုကြောင့်မွေးကင်းစကလေးကနေစတက်ကြီးရွယ်တွေပါမကြံသိဆုံးခဲ့ရတဲ့အမိတ်ပေးစိတ်ခိုင်းသူတူလည်းဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းချိန်ကနေ၄နှစ်တာတွင်လေချောင်းတိုက်ခတ်မှု4500ကျင်းကျူးလွန်ခဲ့ပြီးပြည်သူ9000နီးပါးသိဆုံးခဲ့ရတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်ဒါပြင်ဇော်ဝင်းမြင့်ကိုစစ်ကောင်းဆောင်တွေနဲ့တူကုလနဲ့အမေရိကန်ရဲ့ပိတ်ဆို့ရေးယူခံရတဲ့အထဲမှာပါဝင်နေပါတယ်ရခိုင်ပြည်နယ်ဘက်ကသတင်းမှာတော့ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကိုဆေးကုဖို့သွားတဲ့မောင်တော်ဒေသခံ6ဦးနဲ့လမ်းပြ3ဦးကိုအာရကန်ရိုဟင်ဂျာကက်တင်ရေးတပ်မတော်အာဆာကဇန်နဝါရီလ4ရက်နေ့မှာဖမ်းခဲ့ပါတယ်။အခုတော့ဖမ်းဆီးခံရသူများနဲ့9ဦးလွတ်မြောက်ကအမျိုးသမီး2ဦးနဲ့ကလေးငယ်2ဦးဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။အမျိုးသား3ဦးအမျိုးသမီး2ဦးနဲ့အသက်9နှစ်ရွယ်ကလေးငယ်2ဦးတို့ဟာလမ်းပြဘင်္ဂလားဒေ့ရှ်နိုင်ငံသား3ဦးနဲ့အတူနယ်စပ်မှတစ်ဆင့်ဘင်္ဂလားဒေ့ရှ်သို့စေကူတရန်တွားရောက်စဉ်နယ်စပ်မှတ်တိုင်42နီးဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာဖမ်းဆီးခံခဲ့ရတာပါဖမ်းဆီးခံရတဲ့မျိုးသားများကိုရိုက်နှက်ခဲ့ပြီးရွှေငွေတွေကိုယူဆောင်ခဲ့ကအမျိုးသမီး2ဦးနဲ့ကလေးငယ်ကိုရိုက်နှက်ခဲ့ခြင်းမရှိသေးပဲဖမ်းဆီးထားတဲ့ဖြစ်တယ်လို့လွတ်မြောက်လာသူတွေကပြန်ပြောပါတယ်အခုထိတော့ဖမ်းဆီးခံရတဲ့သူတွေနဲ့အဆက်အသွယ်မရသေးတာကြောင့်မိသားစုဝင်တွေကအသက်အန္တရာယ်အတွက်စိုးရိမ်နေကြပါတယ်နောက်တော့မှဆိုရင်တော့ရခိုင်ပြည်နယ်စစ်တွေမြို့ဒီမကွေးတိုင်းနိုင်ရကန်ပြူဟာကုန်းနဲ့ပဲခူးတိုင်းညောင်ကျိုးတို့မှာစစ်တပ်နဲ့ AA တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအကြဆုံးများနေတယ်လို့ထုတ်ပြန်ထားပါတယ်စစ်တွေမျိုးနီးရှိစစ်ကောင်စီတပ်စခန်းတွေကိုအာရခတပ်တော် AA ကလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးမင်းချောင်းတစ်ဖက်ကမ်းရှိစစ်ကောင်စီတပ်ရင်းများကို AA ကလက်နက်ကြီးတွေစတိုက်ပစ်ခတ်တိုက်ခိုက်နေရလို့ဒေသခံတွေကပြောကြပါတယ်ရွေးကောက်ပွဲအပိုင်းတွေစတင်ကျင်းပခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့ကတည်းကစစ်တွေမျိုးအနီးမှာစစ်ကောင်စီနဲ့ AA ထိတွေ့မှုစတင်ဖြစ်ပွားခဲ့ရာကနေအခုရက်ပိုင်းတွေတိုက်ပွဲပြင်းထန်လာတာပါဒါပြင်ရခိုင်နဲ့အဆက်မကွေးတိုင်းငဖဲမြို့နယ်တဲကစစ်ကောင်စီရဲ့နိုင်ရကန်ပြူဟာကုန်းကိုတခြားသောတော်လိုင်းပူပေါင်းတပ်ဖွဲ့များဖြင့်ထိုးစစ်အရှိန်မြင့်တင်ထားပါတယ်အလားတူစစ်တွေကြောက်ဖြူနဲ့ရခိုင်မကွေးအဆက်ရခိုင်ပဲခူးအဆက်နဲ့ရခိုင်အေယာဝတီတိုင်းအဆက်တို့မှာစစ်ကောင်စီရဲ့တပ်ရင်းများပြူဟာကုန်းများစစ်စခန်းတို့ကိုနေ့စဉ်ထိုးစစ်တိုက်ခိုက်နေလျက်ရှိပါတယ်ရခိုင်မှာ AA ကမြို့နယ်14ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီကစစ်တွေကြောက်ဖြူနဲ့မန်အောင်စတဲ့3မြို့ကိုသာထိန်းချုပ်ထားနိုင်ပါတယ်။နောက်ဆုံးတစ်ပုဒ်မှာဆိုရင်တော့ကော်တူးလီသမ္မတနိုင်ငံတော်အမည်နဲ့နိုင်ငံတစ်ခုကိုတီထောင်လိုက်ပြီးဖြစ်တယ်လို့
ကော်တူးလီအစိုးရ GOK ကဇန်နဝါရီလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ကော်တူးလီအစိုးရဖွဲ့စည်းမှုမှာကော်တူးလီအစိုးရဖွဲ့စည်းမှုမှာတမရဖြစ်စောဒါနယ်ဒုတမရ1နဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်စောဆဂေးဖိုဒုတိယတမရ2ဖြစ်စောတေဘစ်တာကဘောဝန်ကြီးချုပ်ဖြစ်စောဖိုးတူလေးနဲ့ကာကွယ်ဝင်ကြီးဖြစ်စောတေဘစ်လော်ဒူတို့ပါဝင်ပါတယ်တမရနေရာယူထားတဲ့ဗိုလ်ချုပ်စောနေသားများကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌအောင်ဗိုလ်ချုပ်ကြီးစောဘူများရဲ့တားဖြစ်ပြီးကော်တူးလေတက်မတော် KDL ရဲ့စစ်ဦးစီးချုပ်လည်းဖြစ်လို့အရင်ကရင်အမျိုးသားတက်မတော် KNDO ရဲ့စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်ပါတယ်ဗိုလ်ချုပ်စောနေသားများကို KNU ကအရတာ25ဦးတပ်ဖြတ်မှုမှာတာဝန်ရှိသူအဖြစ်နဲ့2022ခုနှစ်မှာတာဝန်ကနေရန်နာခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဗိုလ်ချုပ်နေသားများဟာ KTL ကိုဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ4နဲ့တပ်မဟာ6နယ်မြေမှာအဓိကလှုပ်ရှားနေတာတချို့တိုက်ပွဲတွေမှာတော်လိုင်းတပ်တွေနဲ့အတူစစ်ကောင်စီကိုတိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်အခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့360 News သတင်းကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာဒီစီစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ညနေ6:00နာရီမှာ360 News YouTube Channel ကနေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်